စုပေးတယ်စုပေးတယ် များလူနိုင်ပါစီဗျာ โอเคကျေးဇူးတင်ပါတယ် ဒီပါစီ ခေါ်တော့ကျွန်တော်တို့အင်းလေးမှာအားလုံးတက်နိုင်တယ်မြလူခဲ့ပြီးပြီတော့เนาะတော့အင်းလေးကနေပြီးတော့အခုကျွန်တော်တို့ဒါပြန်တော့မယ်ပြင်မနာကိုဆက်သွားပြီးလူမယ်ပေါ့အဲ့တော့ဒီပြိုလဲသွားတဲ့အိမ်တအိမ်ကိုတိဆောက်ဖို့အတွက်ကအနည်းဆုံးအောက်ထက်က3900နဲ့အထက်မှာရှိရလို့သိရပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်အလူရှင်တွေရှိရဲဆိုလို့ရှိရင်လည်းဒါမျိုးလေးတွေကျွန်တော်ဟိုလှူပေးလို့ရတဲ့အကြောင်းပေါ့နော်ဟိုမှာငွေသားပဲလာလှူလာလို့အိမ်ဆောက်ဖို့ပစ္စည်းတွေပဲလာလှူလာလို့ဥပမာကျွန်တော်အခုမေးကြည့်ရဆိုရင်ဒီ9ပတ်လေပြင်တစ်ချောင်းတော့မှတပေကို2000လောက်ပေါ့နော်ဈေးရတအားကြီးနေတယ်ဒီဘက်မှာလောလောလတ်လတ်အိမ်ဆောက်ဖို့အတွက်ကြတော့အခက်အခဲရှိကြတယ်နောက်တစ်ခါအင်းလေးဒေသကဟိုတလောတော့ရေကြီးတဲ့တံကိုလည်းအလူလဲခံခဲ့ရတယ်ရေကြီးပြီးတော့အိမ်တွေကရေတံကိုခံထားပြီးတာမကြသေးတဲ့အချိန်မှာငလင်တန်ထက်ခံလိုက်တော့မတောက်မခံနိုင်တော့ဘူးဖြစ်သွားပြီးတော့ပြိုလဲကုန်တာပေါ့နော်တချို့အိမ်တွေဆိုလို့ရှိရင်နေနဲ့လူးခါသွားပြီးတော့တချို့ကရိုင်ပြီးပြစ်လဲတယ်တချို့အိမ်တွေကြတယ်လို့ကျုံပြီးတော့ဝုန်းဆိုတော့ရေထဲရောက်သွားတော့လူရောအိမ်ရောအလုံးပြပြီးသားဖြစ်ပြီးတော့ဒီတော်တော်များများဒီအင်းလေးမှာအသက်ဆုံးရှုံးရတဲ့သူတွေအကုန်လုံးကရေနစ်ပြီးဆုံးတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော် idea လေးတစ်ခုရတာကဘယ်လိုဘေးကြောင့်မျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာ life vest လေးတွေပေါ့အသက်ကယ်အင်ဂျီလေးတွေလည်းအိမ်တိုင်းမှာလိုအပ်မယ်လို့ကျွန်တော်ထင်ပါတယ်အခုဒီမှာကျွန်တော်လူပြီးတဲ့အချိန်မှာအားလုံးကမေတ္တာပို့ဆုတောင်းပေးကြတယ်ပေါ့နော်အကုန်လုံးကနောက်ထပ်လည်းအများကြီးလှူနိုင်ပါစေတဲ့ကျွန်တော်ကတော့နောက်ထပ်အများကြီးလှူနိုင်ပါစေဆိုတာထက်နောက်တစ်ခါလာလို့ရှိရင်တာယာအေဂျင့်ပျော်ရွှင်တဲ့တောင်တင်းခိုင်မာတဲ့အိမ်လေးတွေမှာလာပြီးတော့လဲရပါစေဆိုတော့ဆူတောင်းလေးပဲကျွန်တော်တကယ်လို့ချင်ပါတော့လေဆုံးရှုံးသွားတဲ့အိမ်ယာတွေနဲ့ပျက်စီးသွားတဲ့အိမ်ပေါင်းများစွာအတွက်အလူရှင်တွေလည်းရရှိပါစေအလူငွေလည်းရရှိပါစေလို့ဆူတောင်းပေးပါတယ်အိမ်လေးတွေအမြန်ဆုံးပြန်လဲပြီးတော့ပြန်လည်တည်ဆောက်နိုင်ပါစေလို့ဆူတောင်းပေးခဲ့ပါတယ် ကဲတော်ရတာ